ကမ္ဘာပေါ်ကအလှဆုံးနိုင်ငံတစ်ခုကိုလူသိနေနေတယ်။ပရိသတ်ကြီးကမ္ဘာပေါ်မှာအလှဆုံးနိုင်ငံဆိုတာနဲ့အသေးပဲနိုင်ငံကိုပြင်းပြင်းမိပါသလဲ။လူသိများလာတဲ့အလှပရှုခင်းနေနဲ့ပန်နန်ရနေတဲ့အီတလီ၊နယူးဇီလန်၊ဂရိစတဲ့နိုင်ငံအကျော်မော်တွေကိုတော့လူတိုင်းနှိပါသိကြပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာအေဂျင့်တိတ်ဆိတ်စွာတည်ရှိနေတဲ့နိုင်ငံငယ်လေးတစ်ခုဟာတော့အတွင်းထဲမှာအလှတရားတွေနဲ့ပြည့်နှက်နေပေမဲ့အပြင်ကလူတွေတော်တော်များများမမြင်ကြပါဘူး။အဲဒီနိုင်ငံလေးဟာပြောရရင်မြန်မာနယ်လဲတိတ်မွေးတဲ့နေရာမှာတည်ရှိနေပြီးလူမသိသူမသိနဲ့ကြောက်ရိုင်းနှုံလေးလုံးလိုလှပနေတာပါ။ဒီရှုခင်းကိုကြည့်လိုက်ပါဒီနိုင်ငံရဲ့ဒီရထားလမ်းကိုဖျက်ဆီးမိရင်မြင်ရတဲ့အတိုင်းပဲတခြားကမ္ဘာတစ်ခုကိုရောက်သွားသလိုမျိုးခံစားရစေမှာဖြစ်ပါတယ်။ဘေးနှစ်ဖက်မှာကြောင်းနဲ့ကျူးတွေနဲ့မြင်မလွန်းလာတဲ့ဒီတရားကြီးထိပ်ပေါ်ကိုရထားကတနေ့ကို3ကြိမ်ဖြတ်တန်းပြေးဆွဲပါတယ်။တရားကိုဖြတ်တန်းနေတော့ရထားပရင်ပါဝါကနေလှမ်းပြီးတော့ကြည့်လိုက်ရင်မြို့ကိုဝေဝေနဲ့အလှပဆုံးသဘာဝတရားကြီးရဲ့အလဲပိုချက်စီကိုရောက်ရှိသွားမှာဖြစ်ပါတယ်။လှပလုံးတဲ့ဒီနိုင်ငံဟာဘယ်နိုင်ငံများဖြစ်မလဲဆိုပြီးတင်တွေးနေမိပြီလားဗျ။ဒီနိုင်ငံဟာမြန်မာပြည်နဲ့တိတ်မစိမ့်တဲ့သီရိလင်္ကာနိုင်ငံဖြစ်ပါတယ်။သတင်းမီဒီယာတွေရဲ့အလေးပေးဖော်ပြမှုတွေပေမဲ့ကမ္ဘာပေါ်မှာအလှပဆုံးကျွန်းနိုင်ငံတွေထဲပါဝင်ပါတယ်။ရုတ်တရက်ဆိုအထင်ကြီးစရာမကောင်းပေမဲ့နိုင်ငံတွေကိုသွားလည်ပြီးသူ့ရဲ့သဘာဝအလှပတွေကိုအတွင်းကျကျခန်းစားကြည့်မယ်။မြင်တွေ့ကြည့်လိုက်မယ်ဆိုရင်တော့တင်သေးကြပေါ့ဒီနိုင်ငံလေးကိုချစ်သွားပါလိမ့်မယ်။ဒီနိုင်ငံဟာရန်ကြီးတော့မဖွံ့ဖြိုးမတိုးတက်ပေမဲ့သူ့ရဲ့သဘာဝအလှတရားဟာတော့တခြားနိုင်ငံတော်တော်များများကိုရှင်ပြီးတောက်ရှပြစ်နိုင်ပါတယ်။သီရိလင်္ကာနိုင်ငံမှာဆိုရင်လှပလုံးတဲ့ရေတံခွန်တွေရာပေါင်းများစွာရှိပါတယ်။ဒီရေတံခွန်တွေဟာမြစိမ်းအောင်တောင်ကျိုးတွေကနေအားကောင်းစွာနဲ့ထွက်ပေါ်လာပြီးအေးမြတဲ့ရေတွေတသွင်းသွင်းစီးကျနေပုံကတကယ်ကိုနက်ပြီးတိုင်းပါပဲ။ရေတံခွန်တွေတအားပို့တာကြောင့်သီရိလင်္ကာကိုရေတံခွန်နိုင်ငံလို့လည်းခေါ်ကြပါတယ်။သီရိလင်္ကာနိုင်ငံသားတွေဟာလှပတဲ့တောင်တန်းတွေပေါ်မှာလက်ဖက်ပင်တန်းပေါင်းများစွာကိုလည်းစိုက်ပျိုးကြပါတယ်။ဒီနိုင်ငံဘယ်လောက်လှပလဲဆိုတာလူတွေမသိကြတာဝမ်းနည်းစရာကောင်းပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်ဒါဟာဆုလက်တစ်ပေါင်းပါပဲ။ဘာလို့လဲဆိုတော့လာလေတဲ့ဧည့်သည်တွေနဲ့ပါလာတာကြောင့်နိုင်ငံကလှပလွန်းတဲ့ကမ်းခြေတွေလူဖြတ်စီးတာမခံရသေးပါဘူး။လုံးဝကိုမတူမထီအနေထားနဲ့အရိုင်းဆန်စွာလှချင်တိုင်းလှနေကြပါတယ်။သီရိလင်္ကာကမ်းခြေတွေကိုတင်သွားလိမ့်မယ်ဆိုရင်ဒဲတောင်ဖြူလွှတ်လွှတ်ရေပြလဲလဲအုံးမင်းတန်းစိမ့်ဆူဆူတွေနဲ့အားလုံးဟာလိုက်ဖက်ညီစွာပနံရနေပြီးအမိုက်စားမရှိဘဲတန်ရှင်းတက်ရနေတာကိုတင်မြင်တွေ့ရပါလိမ့်မယ်။လာလေတဲ့သူကနေပြီးကမ်းရိုးရန်ကကီလိုမီတာပေါင်းများစွာရှေ့ကြီးမို့တင်းနေတဲ့တခြားလူတွေရဲ့အာယုံနောက်ဆရာကိုမလိုပဲကိုပိုင်ကမ်းခြေလေးမှာအေးဆေးဆေးလဲတယောက်ကအပန်းဖြေနိုင်ပါတယ်။သီရိလင်္ကာနိုင်ငံဟာတဘာဝရှုခင်းနေတွေလှတာမဟုတ်ပါဘူး။ကျွဲဝါးတွေရင်ကျင်းမှုတမိုင်းမွေနှစ်တွေလည်းရှိပါတယ်။တင်းနေတဲ့သီရိလင်္ကာနိုင်ငံတွေကိုရှောက်လေလိုက်တာနဲ့နေရာတိုင်းမှာမတူညီတဲ့ရာတာတွေပေးနေတဲ့ရင်ကျင်းမှုငွေသက်တွေထုံလွှမ်းနေတာကိုခံစားမိပါလိမ့်မယ်။နိုင်ငံထဲမှာကိုလိုနီခေတ်စတိုင်ခံတပ်တွေရောဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေလည်းရှိနေပါတယ်။မြို့လေးဆိုရင်လည်းသူ့ကိုယ်ပိုင်အယောင်ကိုစီနဲ့လှပနေကြပြီးနိုင်ပေါင်းများစွာလမ်းပတ်ရှောင်းတော့မှတင်လုံးဝပြင်းသွားမှာမဟုတ်ပါဘူး။သွားရလာရင်နဲ့လမ်းလေကောင်မှာဟိန္ဒူရိုးရာပွဲတော်အခမ်းအနားကျင်းပတာတွေကိုလည်းတင်မြင်တွေ့နိုင်ပါသေးတယ်။သီရိလင်္ကာဟာနိုင်ငံကစင်းရဲပေမဲ့လူတွေရဲ့နှွေးထွေးဖော်ရည်မှုကတော့လုံးဝမစင်းရဲပါဘူး။ဘယ်သွားဘယ်ရောက်ဒေသခံတွေရဲ့အပြုံးတွေနဲ့အဲဝကျေပုံမှုတွေကိုတင်မချောင်းမလဲတွေ့ရမှာပါ။သီရိလင်္ကာနိုင်ငံဟာသူ့ရဲ့ဆက်လာတဲ့အစားအစာတွေဒူးကြဆန်းပြတဲ့တည်တည်တွေနဲ့ကမ္ဘာတခြားနေရာတွေမှာတွေ့ရခဲ့တဲ့အရှိုးပွဲတွေနဲ့လည်းကမ္ဘာမှာနာမည်ကြီးပါတယ်။ဒေသအစားအစာခေါ်တူးဆိုလူတိုင်းကြိုက်ကြတဲ့နာမည်အကြီးဆုံးသီရိလင်္ကာလမ်းဘေးအစားအစာတစ်ခုလို့သိရပါတယ်။ကျမ်းမာရေးနဲ့ညီညွတ်ချင်မှညီညွတ်နိုင်တဲ့ဆိုပေမဲ့အရသာကတော့အတော်လေးကိုထူးခြားကောင်းမွန်တယ်လို့ဆိုလို့ရပါတယ်။သီရိလင်္ကာနိုင်ငံမှာလူတွေကယဉ်ကျေးမှုပေါင်းစုံနဲ့နေထိုင်ကြပြီးမြန်မာနိုင်ငံလိုပဲဒီနေ့ပတ်လုံးပွဲတော်တွေလည်းမပြတ်ကြပါဘူး။ဒါကြောင့်မလို့တင်းအနေနဲ့သွားရောက်လဲပတ်လို့ရှိရင်ပြင်းစရာအချိန်တော်ရှိမှမဟုတ်တာသိကြပါတယ်။သွားရင်နဲ့လည်းအခက်အခဲတွေမှာစိတ်ပူစရာမလိုပါဘူး။သီရိလင်္ကာဒေသခံတွေဟာသူတို့နိုင်ငံစီကိုတကူတကလာလေတဲ့ကမ္ဘာလေခီးသွားတွေကိုအရန်တမိုးထားတာဖြစ်ပြီးလူရာအကုန်ကူညီပေးကြလို့တော့အဲဝေဂျီရာထက်တောင်မှပိုနေပါတယ်။ဒါကြောင့်မဲအခု2024ကာလမှာသီရိလင်္ကာကိုသွားရောက်လဲပတ်တဲ့ထိပ်တန်းနေရာအဖြစ်လူတော်များများကရွေးချယ်နေကြပါပြီ။ရသောအားဖြင့်ကျွန်တော်တို့တွေဟာဘယ်ဟာကဘလို့အစင်တန်းမြင်ရမယ်ဘယ်ဟာကဘလို့ခင်မိရမယ်စားတဲ့စံနှုန်းမြင့်ကြီးတွေနဲ့အလားတရားကိုတန်မိုးဖြတ်ကြလိမ့်ရှိပါတယ်။ဒါပေမဲ့သီရိလင်္ကာနိုင်ငံလိုမျိုးကတော့လူအများစုတွေ့မြင်နေရကြမဟုတ်တဲ့အလားပါတရားနဲ့ခွဲထွက်လှပနေပါတယ်။ဒီအလားပါဟာတက်တန်းရှည်ကြစွာရိုင်းစံတဲ့အလားဖြစ်ပြီးတင်းကိုသဘာဝတရားကြီးနဲ့တရားတွေခန်းစားသွားရစေမယ့်အလားတရားမျိုးဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့စိတ်ဝင်စားစရာကောင်းလာတဲ့သီရိလင်္ကာနိုင်ငံရဲ့လှပပုံတွေပဲဖြစ်ပါတယ်။နောက်ထပ်လည်းအကြောင်းအရာကောင်းတွေနဲ့အတူပြန်လာခဲ့ဦးမှာမို့လို့ကျွန်တော်ရဲ့ top ပတ်လေးကို like and follow လေးလည်းပြုလုပ်ခဲ့ပါအောင်ဗျ။အစောကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။